ပြည်သက်တွေအားလုံးမင်္ဂလာပါကျွန်တော်တို့မတွေ့ရတာကြာပြီနော်ဒီနေ့မှာတော့ Esquire Man Lifestyle Magazine ရဲ့35နှစ်ပြည့်နှစ်ပတ်လည် photo shoot ကိုရောက်နေပါတယ်ဒီမှာတော့ရရတာကနည်းနည်းတော့စိတ်လှရှားမိပါတယ်ဒီနေ့ဝတ်ထားတဲ့ဝတ်စားတွေကတော့တာမန်လက်ရှိဘဝမှာပေါ့ပေါ့ပပဝတ်ဆင်နိုင်မဲ့ဝတ်စားမျိုးတွေပါသပင်ပြင်ဆင်ပိုင်းကလည်းအလားတူပါပဲဒါကတော့ကျွန်တော်အတွက်အတော်လေးထူးခြားတဲ့အတွေ့အကြုံတစ်ခုလိုပဲထင်မိပါတယ်ပြီးခဲ့တဲ့ drama ကအရန်ကိုအောင်မြင်ခဲ့ပါတယ်ဒီလိုအောင်မြင်ရတာကလည်းပြည်သက်တွေကကြည့်ရှုအားပေးကြတဲ့အတွက်ကြောင့်ပါဒါကြောင့်ပြည်သက်တွေကိုအမြဲတမ်းကျေးဇူးတင်မိပါတယ်အထူးသဖြင့်ကျွန်တော်ရဲ့မိသားစုဝင်တွေကရန်ကိုသဘောကျနေကြပါတယ်မိသားစုဝင်တွေအတွက်ဂုဏ်ယူစေနိုင်မဲ့ဇက်ကောင်မျိုးကိုရွေးချယ်ရရှိလိုက်တယ်လို့ဆိုနိုင်ပါတယ်ကျွန်တော်မိသားစုဝင်တွေသဘောကျနေရတော့မြင်ရတော့ကျွန်တော်လည်းဝမ်းသာမိပါတယ်အကယ်၍နောက်ထပ်သမိုင်းဝင်ဇာတ်လမ်းတွေထဲမှာပါဝင်ခွင့်ရမယ်ဆိုရင်နားနေထဲမှာယာတို့ကြည့်ပြီးဂုဏ်သိက္ခာကြီးတဲ့ဇက်ကောင်မျိုးကိုတည်ဆောက်ခြင်းပါတယ်ဒီဘက်ကဇလန်တွေမှာဆိုရင်တော့ villain ဇက်ကောင်မျိုးကိုတည်ဆောက်ကြည့်ချင်ပါတယ် villain ဇက်ကောင်မျိုးမဟုတ်ရင်တော့မှဇလန်တွေထဲမှာထူးခြားမှုရှိတဲ့ဇက်ကောင်မျိုးပေါ့ဒါကတော့စူဇန်လိုစိတ်နဲ့ဆိုင်နေထင်ပါတယ်ကျွန်တော်မှစူဇန်လိုစိတ်ကအတော်လေးကိုများပါတယ်ကိုကကိစ္စတစ်ခုကိုလှုပ်ချင်နေရင်အိမ်မပြောနိုင်လောက်အောင်ကျွန်တော်ဖြစ်မိပါတယ်မကြသေးခင်ကအပြင်ကြီးနဲ့ဆိုဖို့မူဇလန်တွေရိုက်နေတဲ့ချိန်တုန်းကကျွန်တော်ဘိုက်ကအမယူနဲ့ပတ်သက်ပြီးပုံဝင်ချင်းကလူတွေတော်တော်များများကမေးခွန်းတွေအများကြီးမေးကြပါတယ်ဒါကအမေအသေး6ယောဂဖြစ်နေတဲ့အချိန်ကျွန်တော်အသက်22နှစ်အရွယ်လောက်မှာကျွန်တော်အသေးကိုအမေစီအစားထိုးပြီးခွဲစိမှုလုပ်ခဲ့လို့ပါအဲ့ဒီအချိန်အမေအသက်ကိုကယ်တင်လိုက်နိုင်တာကကျွန်တော်ဘဝရဲ့အတိတ်ပဲအရှိဆုံးအရာတစ်ခုလို့ထင်မိပါတယ်ဖြစ်နိုင်ရင်ဒီနေ့အတွင်းမှာနောက်ထပ် character တစ်ခုနဲ့တရုပ်ဆောင်ဖို့ကျွန်တော်အတွက်အခွင့်အရေးတစ်ခုပေါ်လာစေချင်ပါတယ်ကျွန်တော်ပြောချင်တာကစိတ်ထဲမချပဲဘဝကိုရှေ့ဆက်သွားပါပြီးတော့ပတ်ဝန်းကျင်ကလူတွေကို view ဆိုင်ပါအမေကိုအမြဲတမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပါဒါဆိုရင်ကျွန်တော်အတွက်လုံလောက်ပါပြီကျွန်တော်ကိုအားပေးနေကြတဲ့ပြည်သက်တွေကိုလည်းအမြဲတမ်းကျေးဇူးတင်နေပါတယ်ကျွန်တော်တယောက်ဆောင်တက်တန်စားခဲ့တာ10နှစ်ပြည့်သွားပါပြီပြည်သက်တွေအတွက်သဘောကျပြီးကျင့်တတ်စရာကောင်းတဲ့တယောက်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်